多卡多不过大ဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩဘနေယိကောပစ္စတံဝေရိတဘောဝိညုဟိသောဘဂဝါတို့ကျွေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဓမ္မောမဘုနိဗ္ဗာန်ဓမ္မခံဟုစေရန်သောတရားတော်မြတ်ကိုသောခါတော်ဈာနာယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးခါလဲလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စခန်းသိအောင်မှန်လင်းရည်ရောကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြတတ်လောက်ခြင်းတိုင်းပေါင်း၍မရောက်ဖို့ဒီပညာရှိသည်များအရိယာသူတော်စွာတို့လူရကပြောယုံကြည်သောကြောင့်သဘောချင်းတတ်မစီကပ်ပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတိသတိစင်တယ်လေးချက်အပြမတရားသည်အဂါလီကို9ရက်9ရက်စသည်တဲ၍ငန်းလျက်ရှိဝေအကျိုးပေးရာအခါမငဲ့အရှားမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဧဟိပတိကိုဝေဟာတထွန်ယုကံစွန့်၌လာဝွန်အလာပရမယတဘွယ်စင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ခဲ့စမ်းပါရှုစမ်းပါဟုတန်တာချိုးမြဖိတ်ခေါ်ပြဖို့မောက္ခဧကံအမှန်သင်လျောထိုက်တံပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဩဘနေယီကိုမိမိစိတ်တွင်တစ်ချိန်ထင်ကလေးခွင်အဘဲဝမိကွယ်သည်ဖြင့်ကိုယ်ဝဲဝနောင်စံဦးချောင်းကိုမိလောင်တော်ညာမငိမ့်အဘဲတရားမျက်ရှင်စိတ်ဆွဲထင်အောင်ခြင်းဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်ကိုဝိညုဟိပုရုဇဉ်နှင့်မတန်သင်စွာလေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပိစရံဝေရိတာဘောကိုစီကိုငှလူတိုင်းရ၍နိဗ္ဗာနတသမဘဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏